بسم الله الرحمن الرحيم السلام عليكم ورحمة الله وبركاته ကျွန်တော်အနေနဲ့မိမိကိုမိမိရောဓမ္မမုမင်မုမနာဓမ္မမိတ်ဆွေတို့တော်စင်အပေါင်းတို့ရောအီရန်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေတခုပြောပြချင်ပါတယ်။တောင်ဝေကယူနိုင်ရန်အတွက်သင်္ကန်းကယူနိုင်ရန်အတွက်ဖြစ်ပါတယ်။ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကပါလဲဆိုတော့အီရန်နိုင်ငံမှာကျွန်တော်တို့ရှာဟီဒ်ဘာဘာရီဆိုပြီးတော့နာမည်ကြီးတဲ့တယောက်ရှိပါတယ်။ရှာဟီဒ်ပေါ့နော်။သူအမှန်မှာတော့သူကကျွန်တော်တို့ဒီ Daesh တွေပေါ့IS တွေတောင်းကြတဲ့အချိန်ဆီးရီးယားမှာဟာဇတ်ဇိုင်နပ်ဆလာမူလာအလိုင်ဟ်တခင်မကြီးရောဇာဖြိုဖျက်ဖို့လုပ်နေတဲ့အချိန်တော့ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်မှန်လေးတစ်ခုဖြစ်ပါတယ်။ရှိုင်ဒ်ဘာဘာရီယာသူရက်ကွက်ထဲမှာအင်မတန်မှစိုးသွမ်းတဲ့လူဆိုးလူမိုက်ဖြစ်တယ်။ဘယ်လောက်ထိစိုးသွမ်းလဲဆိုရင်သူ့ရဲ့အိတ်ထဲမှာအမြဲတမ်းသူကဓာတ်အောင်ဆောင်လာတဲ့ဓမြောင်လေးပေါ့နော်။ဒါအသေးလေးကိုတခုခုစကားများတာနဲ့နည်းနည်းလေးပဲတိန်ဆောင်မခံအောင်သူကပါဇက်နဲ့စကားပြောတာဒီနေရာအဖြစ်စကားပြောတာနည်းပြီးတော့ဓာတ်နဲ့သူကပြောတာအများတယ်အဲ့လိုသူလှုပ်လိုက်လို့အမြောက်အများဒဏ်ရတဲ့လူတွေလည်းတော်တော်များတယ်မနိုင်ဘူးမသူ့ကိုဗျာဒီနေရာပြသူကအနောက်ကိုဆိုးတာတကူလုံးမှလည်းတက်တူးတွေထိုးတာတယ်နောက်တက်တူးတွေကလည်းရိုးရိုးတက်တူးမဟုတ်အဲ့လိုအမျိုးသမီးပုံနေနောက်ပြီးတော့အဲ့ဒါတော့မှဝီလစ်စလစ်ပုံနေပေါ့နော်အဲ့ပုံနေအများကြီးပဲသူတကူလုံးသူထိုးတာတယ်ဆိုတော့လို့ထိုးတိုင်းနဲ့ဒီဂျပန်မှာသူလူငယ်ပေါ့ဗျာလူငယ်ပိုင်းပေါ့သူ့မှာအဲ့လိုတအားသူကမိုက်တယ်သူကလူမိုက်နံပါတ်1ပေါ့နံပါတ်2မဟုတ်ဘူးလူမိုက်နံပါတ်2ဆိုတာပြောချင်တာတချို့တွေပါဇက်နဲ့ပဲမိုက်တယ်လက်တွေ့မိုက်ရသူကလက်တွေ့လည်းမိုက်တယ်ဆိုတော့တနေ့ကျတော့သူ့မှာကောင်းတဲ့အချင်းလေးတစ်ခုရှိတယ်သူကအဇာတာတွေနဲ့ပတ်သက်လာရင်ဘယ်သူမှသူကဆွေးနွေးတိုင်းမလုပ်ဘူးဆောင်ကြောက်တာမလုပ်ဘူးဗျာဥဒူလိုပြောရင်ပေါ့နော် compromise မလုပ်ဘူးအဲ့လိုသူကအဲ့မှာဒီအဇာတာတွေတော့သူကတအားမာရှာလာတအားလေးစားတဲ့အဇာတာတွေကိုသူကလှုပ်တယ်တနေ့ကျတော့သူအဇာတာတွေလှုပ်လာတော့သူလာတဲ့အချိန်မော်လာနာတရားဟောနေအချိန်နဲ့တိုးတာပေါ့မော်လာနာအဲ့ဒီတရားဟောဆရာ member 1နဲ့ဟောနေတာဘာဟောနေလဲဆိုတော့တကယ်တမ်းကျွန်တော်တို့တွေဒီအခုဟဇတ်ဇိုင်နပ်ဆလာမူလာအလိုင်ဟာဒီ Daesh တွေပေါ့နော် IS အစွန်းရောက်တွေဘာပြောလဲဆိုတော့မာအဒလာ Karbala ရှေရ်ကမာကတ်ဖြစ်တဲ့ရှေရ်ကဘောဌာနဖြစ်တဲ့အဲ့တော့ဒီအတိုင်းမှာဟဇတ်ဇိုင်နပ်ဆလာမူလာအဲ့ဒါတွေဖြိုမရမယ်ဖြတ်မရမယ်ဘုံနဲ့ခွဲပလိုက်မယ်စသည်ဖြစ်ပေါ့အဲ့လိုစော်ကားမောကလှုပ်ဖို့ပြောနေကြတယ်အဲ့တော့ခင်ဗျားတို့အနေနဲ့လူငယ်တွေကိုအထူးပြောချင်တယ်ပေါ့နော်ယောက်ျားအစ်စ်ဆိုတာမိမိရဲ့အင်အားကိုမိမိရဲ့စွမ်းအားကိုမုံမင်အချင်းချင်းကိုတုံးရအောင်မခေါ်ဘူးအဲ့လိုလိုအပ်နေတဲ့တခင်မကြီးရောဇာကိုကာကွယ်ဖို့အဲ့ဒီနေရာမှာတုံးတာကိုယောက်ျားအစ်စ်လို့ရဲ့တတိလို့ခေါ်တယ်ဒါမှယောက်ျားအစ်စ်ခေါ်တယ်အဲ့တော့ဘယ်သူသွားနိုင်လဲဘယ်သူသွားရဲလဲဆိုအဲ့လိုအဲ့ဒီမှာတရားဟောတဲ့ဆရာအဲ့လိုပြောတဲ့အချိန်မှာဒီလူငယ်ဟာဂုဏတွေလောက်ဝင်မှသူ့နှလုံးသားဖြူစင်တဲ့အတွက်ချက်ချင်းအဲ့ဒီအာလင်ရဲ့စကားသူ့မှာတာအစေးပေါ့နော်အစွမ်းသူ့ကိုအာနိသင်ဖြစ်သွားပြီးတော့သူအဲ့ဒီနေရာမှာပဲသူ့အမေပြောတာအဲ့ရှာဟီဒ်ဘာဘာရီအမေပြောပြချက်အရာငိုပြီးတော့သူအဲ့မှာငိုပြီးတော့သူပြုတ်ကြပါတယ်ဒီနေရာဖြစ်မိသွားတော့နောက်သူပြန်ပြီးတော့သူအကြမ်းပါလေအကြဇတ်တွေတောင်းလို့စီးရီးယားမှာသူသွားပြီးတော့တိုက်ပွဲဝင်နေပေါ့နော်တခင်မကြီးဖက်ကနေတော့အဲ့မှာတခုနောက်ထူးဆန်းတာဒီနေရာမှာကျွန်တော်ပြောပြချက်နာကကျွန်တော်တို့ဒီနေ့ကိုရောရှိတဲ့မုံမင်နာတည်းဒီနေရာမှာတင်ကားလာယူစရာဒီမုံမင်လေးလို့နော်ဒီလောက်တောင်းကြတယ်ဒါပေမဲ့သူ့ကိုပြောလိုက်တယ်ဗာလေမိမိရဲ့အားကိုဘာဖြစ်လို့အချင်းချင်းမှအတုံးချနေတာလဲဆိုတော့ဒီနေ့မိမိမှာရှိတဲ့ငွေအင်အားမိမိမှာရှိတဲ့ခွန်အားစသည်ဖြင့်ကိုမုံမင်အချင်းချင်းအနိုင်ယူခြင်းတဲ့ပုံကိုယ်တွေအနိုင်ယူနေတဲ့ပုံကိုယ်တွေလုံနေတဲ့ပုံကိုမာရမန်နဲ့ကျွန်တော်ဒီညမှာပြောသေးအဲ့တော့အဲ့ပုံကိုယ်တွေစဉ်းစားပါတောကထားပါမိမိရဲ့ခွန်အားမိမိရဲ့ငွေစသည်ဖြင့်အဲ့ဒါတွေကိုဘာကြောင့်မလို့မုံမင်အချင်းချင်းအနိုင်ယူဖို့အတွက်တုံးချနေမှာလဲတကယ်အကျိုးရှိတဲ့နေရာမှာမုံဒုရှမနာနဲ့အဟ်လ်ဘတ်ဒုရှမနာနဲ့အစ္စလာမ်ဒုရှမနာနဲ့အလ္လာဟ်အဲ့ဒီမှာအတုံးချပါတယ်ကျွန်တော်လည်းတိုက်တွန်းလို့ပါတယ်နံပါတ်1မိမိကိုနာတော်တာဆွနေနာတော်တာဆင်နေတဲ့ moment တို့အပေါင်းလို့ဒုတိယတစ်ချက်ကဒီဂျမန်ဒီလူငယ်လေးကဘာလဲဆိုတော့သူ့အနေနဲ့သူစစ်မြေပြင်ရောက်တဲ့အချိန်မှာနမတ်ကိုသူကဖတ်တော့နောက်ကျမှဖတ်တယ်ဒါပေမဲ့အဲ့ဒီမှာနောက်ကျမှဖတ်တော့အမှရှိတဲ့ဂျန်နမူဂျာဟီဒင်တာနာအတွက်တိုက်ပွဲဝင်နေတဲ့ဟာလာပုံကိုယ်တွေကနေပြီးတော့မပြောလဲဆိုတော့အဲ့ဒီသူ့ရဲ့ command သူ့ရဲ့ဘိုလ်ချုပ်တိုင်တာပေါ့နော်
ဒီလူငယ်လေးကဒီဘာဘာရီကဘယ်လိုလဲမသိဘူးဗျာဗါလဲတခင်မကြီးကာကွယ်ဖို့လဲလာတယ်ပြောတယ်နောက်မှနမတ်ဖတ်တယ်နောက်ဂျမားနဲ့တူတူမဖတ်ဘူးသူကနောက်ကျမှဖတ်တယ်သူတယောက်တည်းပေါ့အဲ့လိုမျိုးတွေတိုင်တော့တဲ့အချိန်မှာအဲ့ဒီအခုနာဘိုးချုပ်ကနေပြီးသူ့ခေါ်ပြီးတော့တယောက်ထဲမှာစုံမာတယ်ပေါ့အဲ့တော့မင်းမဖြစ်လို့ဒီလိုမျိုးမင်းလာတာရှေ့တန်းထွက်လာတဲ့ဂျီဟတ်လို့ဖို့ထွက်လာပြီးတခင်မကြီးဘက်ကာဝထွက်လာပြီးဒါတော့မှမင်းနမတ်ကိုပါဖြစ်လို့ဂျမားနဲ့မဖတ်ပဲနဲ့နောက်ကျမှဖတ်တယ်လေဆိုရှဟီဒ်ဘာဘာရီယာပြောပြရတယ်ဘိုးချုပ်တဲ့ကျွန်တော်အနေနဲ့တဲ့ကျွန်တော်ဝဇူလုံးမယ်ဆိုရင်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးမှာတက်တူတွေထိုးတာကျွန်တော်အရန်ရှက်တယ်ဒီမိုဂျာရီအရှင်မှာကျွန်တော်ပြချင်ဒါကြောင့်မလို့ကျွန်တော်သူတို့မမြင်တဲ့အချိန်မှာလုံနဲ့ကျွန်တော်နောက်ကျတာပါအလ္လာဟူအက်ဘာအလ္လာဟူအက်ဘာသူအရန်သူမသိတဲ့အချိန်မှာသူမိုက်မာခဲတော့သူနောင်တရတယ်ဆိုတော့ဘိုးချုပ်ကသူ့တူအတောင်းပေးတယ်အလ္လာဟူရှင်မြတ်သခင်အင်ရှာအလ္လာမင်းရဲ့ဒီတတူးတွေအားလုံးထိုးတော့အလားဖျောက်ပေးလိုက်မယ်မင်းအလ္လာဟူရှင်မြတ်ခွင့်လို့မှဖြစ်တယ်ဆိုတော့တကယ်တမ်းပဲရှဟီဒ်ကYani အမတခင်မကြီး Hazrat Zainab Salamullah Alaiha အတွက်စစ်ပွဲဝင်တဲ့အချိန်မှာရှိတ်ဖြစ်သွားတဲ့အချိန်မှာသူ့အလောင်းရောက်လာတော့အင်မတန်ထူးဆန်းတာတွေ့ရတာတကူလုံးကအဲ့ဒီမှာမီးလောင်ဝတ်တွေနဲ့အဲ့ရှိသမျှတက်တူတွေအားလုံးလောင်သွားတယ်ဘာမှမကြံတော့အလ္လာဟူအက်ဘာအလ္လာဟူဒါကိုကြည်ချင်အဖြစ်အလ္လာဟူရှင်မြတ်ကလက်ခံပြီးတော့လက်ခံတယ်ဆိုတော့ကျွန်တော်ပြတယ်အင်ရှာအလ္လာမုဟမ္မဒ်အလ္မုဟမ္မဒ်ရဲ့ဆာဒကာနဲ့ကျွန်တော်တို့လည်းဒီရှဟီဒ်လိုမျိုးကျွန်တော်တို့ရဲ့နှလုံးသားထဲမှာအလ္လာကြောက်စိတ်ကင်းအောင်ပြီးတော့ဇင်ဒဂီဘဝတီဆောင်းနိုင်ပါစေလို့လူအင်ဆန္ဒကျွန်တော်အနေနဲ့အများလူအင်ဆန္ဒအများပြေဝပါစေမုံမင်္ဂလာတာကျွန်တော်ဒီအတိုင်းကျွန်တော်တို့ဘဝကိုရှောက်လန်းနိုင်ပါစေကျွန်တော်အနေနဲ့ဆန္ဒပြုနေတယ်ဟောအဖရဒါဝနာအလ်ဟမ်ဒူလ illah ရဘ်အလ်အာလမင်အစ္စလာမူအလိုင်ကွမ်ဝရဟ်မတ်တူလာဟ်ဝဘရကာတူ